အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။The Zin Wing ကတော့ MRTV4 စီစဉ်တင်ဆက်သူဖြစ်လောက်ကန်ရင်းနဲ့ပရိသတ်တွေကြားနာမည်ရလာသူတယောက်ပါ။ The Zin Wing ဟာရုပ်ရည်ရှမ်းမောင်အပြည့်ပြောစရာမရှိလှပသူတယောက်ဖြစ်လို့ကျွညာများကိုလည်းမကြခဏရရသူဖြစ်ပါတယ်။ The Zin Wing ဟာလက်တလုံးမှာဇွဲထက်ကမြောက်ကလာပါမျိုးနဲ့စိုင်မဲ့ငါပြောင်းရွှေ့ဖွင့်လှစ်ပွဲခန်းနာမှာ MC ဖြစ်ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။ထိုပွဲမှာလည်းဇွဲထက်ရွှေဆိုင်အငယ်ဆုံးသားလေးနဲ့The Zin Wing ကိုဒိုလောပရိသတ်တွေဟာထင်ကြေးပေးခဲ့ကြပါတယ်။အဆိုပါပွဲမှာThe Zin Wing နဲ့ပြိုတိုင်းသေးကြော်ဖြစ်နေတဲ့ပချိတ်လေးမြေတွင်ဇွဲထက်သားငယ်တို့အတူတူပုံတွဲရရမှာထူးခြားနေတဲ့မူရလေးတွေကြောင့်ပရိသတ်တွေကသဘောတူနေကြတာပဲဖြစ်ပါတယ်။ The Zin Wing ဟာဆိုင်ဖွင့်ပွဲအင်တာဗျူးမှာလည်းအချစ်ခံရတဲ့မိန်းကလေးကပိုလာတွေဆိုပြီးဖြေချထားခဲ့တာကြောင့်ချစ်သူရှိနေပေအချစ်ခံနေရတာကိုတွယ်ဝိုက်ပြောသားတာလားဆိုပြီးထင်ကြေးပေးစရာရှိနေပါတယ်။ဇွဲထက်ငယ်ဆုံးသားလေးနဲ့လည်းသတင်းထွက်နေတဲ့အတွက်ဆက်ဆက်မှုများရှိနေမလားဆိုပြီးပရိသတ်များကThe Zin Wingချီကိုလက်တလောစိတ်ဝင်စားနေကြပါတယ်။အင်တာဗျူးမှာThe Zin Wingကအချစ်ခံရရင်ပိုလာတာတွေဆိုတာဒါတော့တကယ်ပါ။ကံကောင်းလားမကောင်းလားဆိုတာကအိမ်အောင်ကြပြီးမှသိမှာ။အိမ်အောင်ပြုတ်တယ်ဆိုတာထီထိုးသလိုပဲနော်။သမီးစားဘွားကကံကောင်းလားမကောင်းလားဆုံးဖြတ်မရသေးပါဘူး။ရွှေနေရှိပွဲတက်တာလေးကအားကြစရာပါပဲဆိုပြီးဖြေဆိုခဲ့ပါတယ်။ဒါကြောင့်ပရိသတ်တွေကချစ်သူရှိပေမယ့်အိမ်တော်ပြွားမှာကြောက်နေတဲ့The Zin Wingကိုဇွဲထက်အငယ်ဆုံးသားလေးကိုရုပ်ကြည်ယူဖို့အတွက်ပြောနေကြပါတယ်။အခုချိန်မှာThe Zin Wingကအချစ်ခင်ရလို့လှလာပေမယ့်အိမ်တော်ကြီးကိုတော့စဉ်းစားနေစေဖြစ်ကြောင်းရွှေနေရွှေကိုတော့အားကြမိကြောင်းပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကတော့တကယ်လှလာတယ်သဘောတူတယ်နေနဲ့လာရွှေနေမြလို့လိုက်ဖက်ပါတယ်ဇွဲထက်မိသားစုကစိတ်တဘောထားကောင်းတဲ့မိသားစုဖြစ်လို့မလို့The Zin Wingလေးကံကောင်းမှာပါစသည်ဖြင့်မှတ်ချက်ပြုပြောဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ The Zin Wingဟာဟိုးရှင်တို့ကတော့ချစ်သူရှိခဲ့ဘူးပြီးကောင်လေးနဲ့အတွဲပုံတွေထွက်ပေါ်လာခဲ့ဘူးပါတယ်။အချိန်တန်ကြာအဆိုပါကောင်လေးနဲ့သတင်းမျိုးထွက်လာခဲ့ပြီးနောက်မှာတော့ထိုသတင်းပေါ်မှာThe Zin Wingဟာထိုသတင်းပေါ်မှာဖြည့်ရှင်းထားခြင်းမရှိတဲ့အတွက်ကြောင့်မလို့ထိုသတင်းဟာလည်းဒစားဒစနဲ့လူတွေရဲ့အုံနောက်ထိပ်ကနေပြီးမေ့သွားခဲ့ကြပါတယ်။ခုလက်ရှိမှာတော့The Zin Wingဟာဇွဲထက်ရွှေဆိုင်ကတားငယ်ဆုံးနဲ့ဆိုင်ဖွေပွဲမှာရိုက်နေတဲ့ပုံလေးတွေတက်လာတဲ့နောက်မှာတော့ပရိသတ်တွေဟာဇွဲထက်ရဲ့တားငယ်စလုံးနဲ့သဘောတူခဲ့ကြပြန်ပါတယ်။ The Zin Wingတယောက်ဟာတကယ်ပဲသူ့ရဲ့ချစ်သူနဲ့လမ်းခွဲပြီးဇွဲထက်ရွှေဆိုင်ကတားငယ်စလုံးနဲ့လက်ဆက်တော်မှလားဆိုတာကတော့အတိအကျမသိရသေးပါဘူး။ပရိသတ်ကြီးတို့ကရောThe Zin Wingတယောက်လာမယ့်နေ့မှာစွန့်ထိုးတော့မယ်လို့ထင်လားအိမ်အောင်ရေးကိုကံမစမ်းရဲလို့အပြိုကြီးပွားနဲ့ပဲရုပ်ထုတ်သွားမယ်လို့ထင်လားဆိုတာကွန်မန့်လေးထဲမှာအမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။အားပေးနှဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝေစားစရာကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့သတင်းတွေပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့တော့လောက်နဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။